ကျန်းနဲ့ဖြစ်ပေါ်လာပုံတမိုင်းကြောင်းဒီနေ့မှာတော့ထူးထူးခြားခြားအနေနဲ့မြန်မာတွေတော်တော်များကိုးကွယ်ကြတဲ့အမေကျန်းတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အမေကျန်းဆိုတာဥစ္စာပြောင်းရင်ဖြစ်ဖြစ်တခြားလူချင်းတဲ့ဆန္ဒတွေကိုစီးပွားရေးကြီးပွားရေးတခိုးကိစ္စစတဲ့အကြောင်းအရာဖြစ်ပျက်များဆိုရင်တော့အမေကျန်းတဲ့ကိုပွဲပေးပြီးတော့အဆင်ပြေအောင်ဆူတောင်းကူညီတောင်းလို့ရှာပါတယ်။ဒါကြောင့်မြန်မာတွေကဖျားကိုကိုးကွယ်တာကတသက်အခုလိုလောကီရှေးတွေကိုကူညီဆောင်မဖို့အတွက်ကူညီတောင်းကြပါတယ်။အမေကျန်းကဘလို့ပေါ်ထွန်းလာတာလဲ။အဓိကကတော့ပါဇက်ကျန်းတာကြောင့်အရှင်ဘုရင်ကိုရှင်ဘုရင်မဲမသိမကြောက်မလန့်မဲနဲ့စိတ်ရိပ်တိုက်ထွာပြုလုပ်တာကြောင့်ရှင်ဘုရင်စိတ်ဆိုးပြီးတော့မိမိနဲ့ပြစ်ပေးခံထိတာပါဒီလိုပြစ်ပေးခံထိတဲ့အခါမှာတာမန်သူတွေလို့မဟုတ်ဘဲနဲ့သူမရဲ့အာကျန်းရှာကျန်းမှုကိုပေါ်ဒေါသထွက်တာကြောင့်မသိတော်တဲ့မိမနေရာကိုထန်းလျက်နဲ့မူးမတ်တို့ကိုရိုက်စေပြီးတော့အပြစ်ပေးခိုင်းခဲ့တာပါဒီလိုနဲ့စိမ့်သေးဖြစ်ပြီးတော့အခုလိုအမေကျန်းနဲ့ဖြစ်လာခဲ့တာပါဒီအကြောင်းကိုပြောခဲ့မှာကျမတို့ရဲ့ channel လေးနဲ့မိတ်ဆက်ပေးပါစေကျမတို့ရဲ့ channel နာမည်လေးကတော့ KCA Daily ဖြစ်ပါတယ် follow လေးလုပ်ထားပေးခဲ့ပါအောင်နော်အမေကျန်းဟာရွှေတောင်ရွာစာတီးဖြစ်ပြီးတော့ငယ်နာမည်မှာမက်ချမ်းသာဖြစ်ပါတယ်မက်ချမ်းသာနဲ့ငတက်ပြားအကြောင်းအရာကိုတော့ကြားဖို့ကြမယ်ထင်ပါတယ်ဒီလိုဆိုရင်တော့ကျမရင်ဆုံးငတက်ပြားအကြောင်းကိုပြောပြပေးပါမယ်ငတက်ပြားကတော့မွေးကလေးကကင်ဆာတာမကောင်းတာကြောင့်သူ့ကိုမွေးပြီးပြီးချင်းမှာပဲမိဘတွေကစွန့်ပစ်တာကိုခံလိုက်ရှာတာပါဒီလိုလမ်းမှာစွန့်ပစ်ခံရတဲ့ငတက်ပြားကိုဥတုတော်ကနေပြီးတော့ကလင်းကိုတန်ကြားလို့ကောက်ချီပြီးတော့မွေးစားလိုက်တာပါဒီလိုနဲ့ငတက်ပြားလေးဟာကလေးပီပီပြေးလွှားစော်စားရင်းနဲ့ကြီးပြင်းလာခဲ့တာပါငတက်ပြားလေးကြီးပြင်းလာတဲ့အချိန်မှာသူ့ကိုကလေးငယ်တွေဟာမိဘမေ့ဆိုပြီးတော့လှောင်ပြောင်နေကြပြီးတော့တူတူမစော်ပါဘူးအခုလိုဖြစ်နေတဲ့ငတက်ပြားလေးကိုတနာတာကြောင့်ဥတုတော်ဟာသူတက်တဲ့ပညာနဲ့အနာဂတ်ကိုကြိုကြည့်ပြီးတော့ငတက်ပြားလေးအကြောင်းကိုကြိုဟောခဲ့တာပါအဲ့ဒါလိုကြည့်လိုက်တဲ့အချိန်မှာငတက်ပြားလေးဟာဖြစ်ချင်တော့အတိတ်ကင်ဆာတာမကောင်းတာကြောင့်သူ့ရဲ့နာဂတ်မှာကံတရားကြောင့်ပဲခိုးယူလူရရမယ်အလုပ်ကိုလုပ်ရမှာဆိုတဲ့အကြောင်းကပေါ်နေတာပါဒီရာကိုသိပြီးတော့ဥတုတော်ဟာစိတ်မကောင်းပေမဲ့လေသူ့ရဲ့တိတ်ကံကိုမလွန်ဆန်နေတာကြောင့်စိတ်မကောင်းမဲဖြစ်ပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့စိုးသွက်တဲ့သူမဖြစ်အောင်သူ့ကိုတက်ပညာတိုက်ရိုက်ခိုက်ရနည်းတွေကိုသင်ပေးခဲ့ပါတယ်နောက်ပိုင်းမှာဥတုတော်ဟာသူ့လဲတည်တော့မှကိုသိပြီးတော့ဒီငတက်ပြားကိုသူ့ရဲ့အနာဂတ်ကြောင့်ပြောပြရမယ့်ချိန်ရောက်ပြီဆိုတာကိုသိပြီးငတက်ပြားကိုခေါ်ပြီးတော့ပြောပြလိုက်ပါတယ်သူ့ရဲ့တိတ်ကံကိုပြင်လို့မရှာတော့ပေမဲ့အနာဂတ်မှာဖြစ်လာမယ့်ရာကိုကြိုသိနေတာကြောင့်ဆက်ပြီးတော့ဒုက္ခမရှောင်အောင်လို့သူ့ကိုတခိုးလို့ရင်တော့မကောင်းတဲ့သူတွေစီကပဲရှူပြီးတော့လူတွေကိုပြန်ပြီးကုသိုလ်ကောင်းမှုလုပ်ပေးပါဆိုပြီးတော့ဥတုတော်ဟာမှာခဲ့တာပါဒီလိုနဲ့ငတက်ပြားဟာဥတုတော်မှာခဲ့တဲ့အတိုင်းကိုတထေးတွေလက်စားတဲ့သူတွေစီဟာစီးစိမ်တွေကိုခိုးယူပြီးတော့တစ်ဖက်မှာပြည်သူတွေမရှိစင်းရဲသားတွေကိုဝေမျှပေးပါတယ်သူ့ကိုဆိုရင်တော့တထေးတွေဟာတအားမုန်းကြတာပါအဲ့လိုမုန်းတီးတဲ့သူတွေထဲမှာရွှေတောင်ရွာဇာတိကတထေးလေးပါပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့တင်ငယ်ချင်းဖြစ်တဲ့တထေးတွေစီကနေငတက်ပြားဟာခိုးယူတာကြောင့်ကြည့်လို့မရဖြစ်နေကြတာပါတနေ့မှာတော့အဲ့ဒီရွှေတောင်ရွာတထေးအိမ်ကိုခိုးဖို့ကြိုးစားခဲ့ပါတယ်အဲ့လိုကြိုးစားတဲ့အခါမှာတထေးကြီးဟာဓာတ်ဆက်ရန်ဆက်တွေနဲ့ဖန်နီးပြီးတော့ထောင်ချောက်စင်ကငတက်ပြားကိုဖမ်းဖို့ကြိုးစားခဲ့ပါတယ်တထေးကြီးရဲ့သမီးကတော့မချမ်းသာပါမချမ်းသာငတက်ပြားရဲ့လုပ်ရက်တွေကိုကြိတ်ပြီးတော့ကြိုက်နေသူဖြစ်ပါတယ်အဲ့လိုနဲ့ငတက်ပြားခိုးလာတဲ့အချိန်မှာသူမကလိုက်ကူညီပြီးတော့လှုပ်အောင်လုပ်ပေးခဲ့ပါတယ်သူတို့နှစ်ယောက်ချစ်ကြိုက်ခဲ့ပေမဲ့မိဘတွေသဘောမတူတာကြောင့်မချမ်းသာဟာငတက်ပြားနဲ့ခူးရလိုက်ပြေးခဲ့ပါတယ်။အရှင်ကတော့တထေးသမီးအနေနဲ့ချိန်မွေးမိမလောင်လက်မွေးမိလောင်နေရပေမယ့်ငတက်ပြားနဲ့ကြတော့စစ်စင်ရဲနေခဲ့ရပါတယ်။သူမကချစ်ကိုကိုးကွယ်လိုက်ပြီးတော့စင်းရဲနေရတာမှအချစ်နားနေရတာကိုသဘောကျပြီးတော့ပီတိတွေဖြစ်နေကြတာပါ။ငတက်ပြားကြိုက်တဲ့ထန်းရည်ကိုလည်းသူမဟာခိုးချောင်ခိုးဝဲနဲ့ဝေးပေးခဲ့ပါသေးတယ်။သူမရဲ့ယောက်ျားကိုမကောင်းပြောတဲ့သူတွေကိုလည်းသူမကလိုက်ပြီးတော့ရန်စွာရင်းနဲ့ရက်ွက်ထဲမှာတော့သူမကိုမိချမ်းဆိုပြီးတော့အမည်တွင်ခဲ့တာပါ။ယောက်ျားနဲ့တူတူထန်းရည်တောက်လိုက်စီးရွက်ကြီးဖွာလိုက်တဲ့မချမ်းသာကအရင်ကပုံစံနဲ့လုံးဝကိုမှမတူတော့တာပါဒီလိုနေနေတဲ့သူမကိုမိဘတွေဟာပြန်လာကြည့်ရင်တောင်မှလုံးဝမမိမှာမဟုတ်ပါဘူးဒီနေ့မှာငတက်ပြားကိုဘရင်မင်းမြတ်ကဖမ်းမိခဲ့တာကြောင့်သူ့ကိုနန်းတော်တွေကိုခေါ်သွားခဲ့ပါတယ်ဖြစ်ချင်တော့ဘရင်ဟာသူ့ရဲ့လုပ်ရက်ကိုကြိတ်သဘောကျနေတာကြောင့်ဗန္နာထင်းနေနဲ့ခံအပ်ခဲ့တာပါအဲ့လိုနေမိချမ်းနဲ့ခွဲနေရတော့ရွာမှာကြံခဲ့တဲ့မိချမ်းဟာလင်းယောက်ျားကိုလက်နေခဲ့ပါတယ်ဒီနေ့မှာလင်းယောက်ျားကရွာနာကိုလာမယ်လို့ကြားလိုက်တာကြောင့်မိချမ်းဟာထရင်အိုးကိုရွက်ပြီးတော့လင်းယောက်ျားကိုလာတွေ့တာပါဖြစ်ချင်တော့ဘရင်မင်းမြတ်သွားနေတဲ့လမ်းကြောင်းကိုကြော်မိရကြောင်းသူမကဘရင်မြင့်မတ်ကအပြစ်ပေးပြီးတော့အစိမ့်သေးသေးကအမေကျန်းတဲ့ဘဝကိုကူပြောင်းပေးသွားခဲ့တာပါနောက်နေ့မှာတိုင်းပြည်မှာမိုးခေါင်ရေရှားတွေဖြစ်လာတာကြောင့်မင်းကြီးကလည်းဆိုင်ရာပိုင်ရာများကိုခုံမေးပြီးတော့အမေကျန်းတဲ့ရှိတာကိုသိပြီးမိမိနဲ့အပိုင်စားပေးခဲ့တာပါပရိသတ်ကျိုးအနေနဲ့အခုလိုအကြောင်းအရာတွေကိုထပ်ပြီးသိချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်